မင်္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့ Graces မြန်မာစာကိုသင်ကြားပေးမယ့်ဒီချဲ agree ဖြစ်ပါတယ်အခုသင်ကြားပေးမယ့်သင်ခန်းစာခေါင်းစဉ်လေးကတော့မြန်မာဆိုင်းဝိုင်းစောင်းပါတုတ္တစကားပြေလေးပဲဖြစ်ပါတယ်မြမတန်ဆုံတီးဝိုင်းဖြစ်တဲ့ဆိုင်းဝိုင်းအကြောင်းကိုအခုသင်ကြားပေးတော့မှာပဲဖြစ်ပါတယ်မြမတူရိယာမှာခြေကျိုးတရေလေလက်ခုပ်စတဲ့တူရိယာ၅မျိုးရှိပါတယ်ခြေနဲ့သုံးလောင်းထားတဲ့တူရိယာပစ္စည်းမှန်သမျှကိုခြေလို့ခေါ်တယ်ကျိုးတက်ထားတဲ့တူရိယာမှန်သမျှကိုကျိုးလို့ခေါ်တယ်တရေနဲ့စီးချက်ထားတဲ့တူရိယာတွေကိုတော့တရေလို့ခေါ်ပြီးတော့ပါဇက်ကနေလေမှုတ်ထုတ်ပြီးအတန်မြည်အောင်ပြုတ်လုပ်ရတဲ့တူရိယာကိုလေလို့ခေါ်ပါတယ်စီးချက်တစ်ခုနဲ့တစ်ခုကြားပိုင်းကန့်ပေးတဲ့တူရိယာကိုတော့လက်ခုပ်လို့ခေါ်ပါတယ်ကွယ်ကဲဒါဆိုရင်တီချယ်တို့ကသင်ခန်းစာစာပိုက်ကလေးကိုမဖတ်ခင်မှာခက်စစ်အဓိပ္ပာယ်လေးတွေကိုအရင်ဆုံးကြည့်ကြရအောင်နော်ဂီတတီဆိုတီးမှုတ်ခြင်းစီတီဆိုတီးမှုတ်ရာတွင်အဖြတ်အရက်ကန့်သက်ပေးသောအတန်လွေတူရိယာစီဆောင်းမောင်းနှဲစသည့်တီးမှုတ်ရသောပစ္စည်းဒိုးပတ်လဲတွင်လွယ်၍တီးရသောဘုံတိုနောက်ထဆိုင်းဝိုင်းဤနောက်မှမတ်တရက်ခါပြောဆိုခြင်းဆိုင်းစင်ခြင်းပြက်လုံးထုတ်ခြင်းပြုရသူနှဲတစ်ထွေးလေမှုတ်တူရိယာပလွေလက်နှိပ်ပေါက်များပါသည်ဝါဖြင့်ပြုလုပ်ထားသောလေမှုတ်တူရိယာတစ်မျိုးပတ်မကြီးဆိုင်းဝိုင်းတွင်အကြီးဆုံးဘုံပတ်လုံးပတ်ဝိုင်းတွင်ချိတ်ဆွဲ၍တီးသည့်ဘုံများပတ်ဝိုင်းပတ်လုံးများကိုကြီးစေငယ်လိုက်ချိတ်ဆွဲထားသောတူရိယာမောင်းကျေးစသည်ဖြင့်သုံးလုံးချသောအတန်မြည်ဟီးအောင်ထုနှက်တီးရသောပစ္စည်းမန်တိုင်းအလဲပဟိုးအချက်အခြာမိတ္တဗလမိတ်ဆွေခင်မောများပေါင်းသင်းဆက်ဆံမှုစွမ်းရည်မြန်မာတက္ကရီမြန်မာတို့မှတ်သားသုံးဆွဲလာခဲ့သောနှစ်အရေးအတွက်ရွာစားမြန်မာမင်းလက်ချက်ကကျေးရွာအပိုင်စားပေးခြင်းခံရတော်သူစိုင်းစရာဝါတီးမှုတ်ရာတွင်အချိန်ပိုင်းကန့်ပေးရန်တီးခေါက်ရသောတုံးသို့မဟုတ်ဝါပစ္စည်းစီးနှင့်ဝါတွဲဖက်ပြီးတီးရတယ်ကဲဒါဆိုရင်တော့အခုဒီချယ်နဲ့အတူတူမြမဆိုင်းဝိုင်းဆိုရဲဆောင်းပါးလေးကိုဖတ်ကြည့်ကြရအောင်နော်မြမဆိုင်းဝိုင်းကဘာပေါ်ရှိလူမျိုးအတီးတီးတွင်ကိုယ်ပိုင်အနုပညာရှိသည်အနုပညာကဘာလူမျိုးအတီးတီးနဲ့ဆက်သွယ်ရမှာမိတ္တဗလမန်တိုင်းအဖြစ်အလွန်အရေးပါပါသည်လူမျိုးတစ်မျိုးစီရဲ့အနုပညာကိုလေ့လာကြည့်ရင်ထိုလူမျိုးတွေရဲ့ယဉ်ကျေးမှုအဆင့်တန်းကိုခန့်မှန်းနိုင်ပါတယ်မြန်မာနုပညာဟာအခြေအမြင့်နှင့်စနစ်တကျတိုးတက်လာသောပညာဖြစ်တယ်။တပင်အစိုးအပြောအကတို့ကိုစီးစနစ်ကျနာစွာလေ့လာသင်ကြားရတဲ့ကဲ့သို့ဂီတသချင်းအတီးအမှုတ်ပညာကိုလည်းအခြေခံမှစကားစနစ်တကျသင်ယူမှတက်မြောက်နိုင်ပါမယ်။မြန်မာတို့ရဲ့ကိုယ်ပိုင်အတီးတူရိယာမှာဆိုင်းဖြစ်သည်။ဆိုင်းတူရိယာဟာမြန်မာတို့အဖို့ဂုဏ်ယူပွဲရာကိုယ်ပိုင်တူရိယာဖြစ်သည်ဆိုင်းဝိုင်းကိုအခမ်းအနားများတွင်သုံးသည်လမ်းလျှောက်ရင်းတီးမှုတ်နိုင်သောဒိုးဘတ်ဝိုင်းနှင့်အိုးစီဝိုင်းတို့သည်မြမဆိုင်းဝိုင်းကြီး၏အခက်အလက်များဖြစ်ပါသည်ဆိုင်းဝိုင်းဟုခေါ်ဆိုရခြင်းမှာပန်းပြားကြီး၈ခုကိုဝိုင်း၍ပတ်လုံးများ၌ပါရှိသောကျိုးဖြစ်ချီနှောင်ကဆိုင်းထားရသောကြောင့်ဖြစ်ပါသည်ဆိုင်းဝိုင်းကိုပတ်ဝိုင်းဟုလည်းခေါ်သည်ပတ်ဝိုင်း၏အဓိပ္ပာယ်မှာ
ပတ်လုံးများကိုဝိုင်းဖွဲ့ထားခြင်းပင်ဖြစ်ပါသည်ဤသို့ပတ်ဝိုင်းနှင့်ဆိုင်းဝိုင်းတို့သည်သဘောချင်းတူညီတော်လေယခုခါတွင်ဆိုင်းဝိုင်းဟုဆိုလိုက်လျင်ပတ်ဝိုင်းကြီးအပါအဝင်၎င်းနှင့်အတူတွဲဖက်တိမှုရသောတူရိယာများပါဝင်သည့်အကြီးအမှုတ်အဖွဲ့တစ်ခုလုံးကိုဆိုလိုကြောင်းနားလည်ကြပါသည်ဆိုင်းဝိုင်းဖွဲ့စည်းထားပုံကတော့မှန်စီရွှေချထားသောပန်းပြားကြီး၈ခုကိုဆက်ဆက်ဝိုင်းဖွဲ့ကဘုံများကိုချိတ်ဆွဲထားတယ်ပန်းပြားကြီးတစ်ခုမှာအကျယ်2 ပေခန့်ရှိတယ်ပန်းပြားကြီး၈ခုအနက်တစ်ခုမှာဆိုင်းစရာဝင်ရန်ထွက်ရန်အပေါက်တစ်ပေါက်ရှိတယ်အဲ့ဒီအပေါက်ကိုမင်းပေါက်ဟုခေါ်ပါတယ်ဆိုင်းဝိုင်းဤအဝင်းမှာ15 ပေနဲ့ဆက်လက်မခွဲရှိပါတယ်ဆိုင်းဝိုင်းဤအမြင့်မှာခြေတောက်အပါအဝင်2 ပေ8 လက်မခန့်ရှိပါတယ်ပတ်လုံးများကိုချိတ်ဆွဲတဲ့အခါမှာတော့ပတ်လုံးနဲ့ပန်းပြားတို့မထိကပ်ရလျောင်းပန်းပြားအတွင်းမှာကျိန်တဲ့တန်ကိုရှက်ပြီးတော့ခံထားပါတယ်၎င်းကိုပတ်ခံဟူ၍၎င်းပတ်ကောင်းဟုဟူ၍၎င်းခေါ်ကြပါတယ်ပတ်ဝါးရဲ့ပန်းပြားချိတ်မှာဖန်ပတိုင်းခေါ်ဖန်အိုးရောင်စုံများကိုတက်ဆင်လေးရှိပါတယ်ဆိုင်းဝိုင်းအဖွဲ့တစ်ဖွဲ့မှာတီးမှုတ်သူ9 ယောက်ကနေ10 ယောက်ကျော်အထိပါဝင်ပါတယ်၎င်းတို့ကတော့ဆိုင်းစရာဂျေတီပတ်မတီနှဲစရာလက်ထောက်ပတ်မတီစီတီဝါတီတို့ဖြစ်ပါတယ်ဒီအခေါ်အဝေါ်မှာတီချယ်တို့ကပတ်မတီကိုပတ်မတီလို့ခေါ်တယ်နော်ဆိုင်းဝိုင်းများတွေမူထို9 ဦးအပြင်နှဲငယ်2 လက်မောင်းနဲ့ဝါတီများကိုတိုးချက်ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်မြမဆိုင်ဝိုင်းအဖွဲ့မှာပတ်ဝိုင်းတီးသူကိုဆိုင်းစရာဆိုင်းဝိုင်းစရာပတ်တီးကောင်းဆောင်လို့လည်းခေါ်ပါတယ်ရှေးခါကရွာစားရတဲ့ဆိုင်းစရာကိုသာရွာစားဟုခေါ်တော်လဲနောက်ပိုင်းခေတ်တွေမှာတော့ဆိုင်းစရာအားလုံးကိုရွာမစားရတော့လဲရွာစားလို့ခေါ်ပါတယ်ဆိုင်းဝိုင်းစီစဉ်ထားပုံကတော့ရှေ့တန်းမှာဆိုင်းစရာဂျေတီနဲ့ပတ်မတီတို့ထိုင်ကြပါတယ်နောက်တန်းမှာတော့ကြံတဲ့အဖွဲ့သားတွေထိုင်ကြရပါတယ်တီးဝိုင်းသားတွေအပြင်နောက်ထတွေကလည်း2 ယောက်ကနေ3 ယောက်အထိပါဝင်ပါတယ်နောက်ထများအနက်အဆိုကောင်း1 ယောက်အပြောကောင်း1 ယောက်အတော်ကောင်း1 ယောက်ပါတတ်မြင်ဖြစ်ပါတယ်အတော်ကောင်းဆိုတာကတော့အပြောကောင်းနဲ့အတူတွဲဖက်ပြီးတော့ဟာတလေးတွေအပြောအနှောလေးတွေကိုဝင်ပြီးအတူတူပြောတဲ့သူမျိုးကိုဆိုလိုပါတယ်ကွယ်ရှေးခါကပတ်ဝိုင်းမှာဆိုင်းစရာဟာပြိတ္တကိုစကားပြောဆိုခြင်းမရှိပါဘူးနောင်ခါမှသာဆိုင်းစရာကပြိတ္တကိုအဆိုအပြောနဲ့ဖျော်ဖြေမှုဆိုတာရှိလာခြင်းဖြစ်ပဲမြန်မာတိုင်းရင်းသားတို့ဟာမွေးဖွားတဲ့ချိန်ကစပြီးကွယ်လွန်သည့်ချိန်တိုင်အောင်တာရေးနာရေးအစရှိတဲ့လူမှုကိစ္စအဝဝမှာဆိုင်းမပါလင်ပွဲမဖြစ်လို့ဆိုရလောက်အောင်ပဲဆိုင်းကိုနှစ်သက်စွာအသုံးပြုကြပါတယ်တီးမုံနီးတွေကတော့တာရေးနာရေးအကြောင်းကိစ္စကိုလိုက်ပြီးတော့အမျိုးမျိုးရှိကြပါတယ်မြမတူရိယာတွေဟာပင်လေရချာတိုင်းတစ်ပါးသို့လွန်ခဲ့သောနှစ်ပေါင်း100 ကျော်လောက်ကစပြီးရောက်ပေါက်ခဲ့ကြပါတယ်မြမတူရိယာတွေအနက်မှာမှဆိုင်းဝိုင်းကိုတိုင်းတစ်ပါးသားတို့အထူးစိတ်ဝင်စားပြီးနှစ်သက်ချီးကျူးကြပါတယ်မြန်မာတက္ကရာ1282ခုနှစ်မှာဆိုရင်တော့အိန္ဒိယပြည်ရတနာဂီရီတို့နေမျိုးပလကျော်သူဘွဲရတဲ့စိန်ပေတာဦးမောင်ကလေးဒီ၎င်းမြန်မာတက္ကရာ1285ခုနှစ်ကအင်္ဂလန်ပြည်ဝင်ပလီခန်းသားကိုဆရာညိုရဲ့အဖွဲ့ဒီ၎င်းအိန္ဒိယပြည်နယူးဒေလီမြို့တွင်ကျင်းပတဲ့ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားကိုဝနကျော်ထင်ဦးဖိုးစိန်အဖွဲ့ဒီ၎င်းယူရီးယားနဲ့ဆိုဗီယက်နိုင်ငံတွေကိုတော့အလင်းငါကျော်စွာဦးဟန်ပစိန်ကလာစသူတို့ရဲ့တူရိယာအဖွဲ့များသည်လည်းတွားရောက်ပြီးတီးမှုတ်ခဲ့ကြပါတယ်ထို့အပြင်2005ခုနှစ်ဇွန်လမှာအမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်တက္ကသိုလ်မှဒေါက်တာဝီကီယာဦးဆောင်တဲ့နိုင်ငံသားပညာရှင်အဖွဲ့ဟာ
မန္တလေးသို့လာရောက်ပြီးတော့မြမဆိုင်းဝိုင်းကြီးအကြောင်းကိုလေ့လာမှတ်တမ်းတင်ခဲ့ကြပါတယ်မြမတူရိယာတွေရဲ့တူရိယာဂီတရှေးမှုတွေဟာနီးစနစ်ကြာနာသည့်အခြေခံနှင့်ပြည့်စုံသောမူများဖြစ်၍မပြောက်မပြက်တည်မြဲနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဒီဆောင်းပါးလေးရဲ့အဓိကအချက်ကလေးကတော့မြန်မာတွေဟာကိုယ်ပိုင်ယဉ်ကျေးမှုနုပညာရှိပြီးကိုယ်ပိုင်အတီးတူရိယာကဆိုင်းဝိုင်းဖြစ်ပါတယ်။အခမ်းအနားပွဲလမ်းသဘင်တွေမှာသုံးပါတယ်။ဒိုးဘတ်ဝိုင်းနဲ့အိုးစီဝိုင်းတို့ဟာဆိုင်းဝိုင်းရဲ့အခက်လက်တွေပဲဖြစ်ပါတယ်။မြမတူရိယာတွေအနက်မှာဆိုင်းဝိုင်းကိုတိုင်းတစ်ပါးသားတို့အထူးစိတ်ဝင်စားတယ်။တိုင်းတစ်ပါးကိုလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကစတင်ရောက်ရှိခဲ့ပါတယ်။ကဲဒါဆိုရင်တော့အခုသင်ခန်းစာလေးကိုဒီမှာပဲနားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။